သူမကိုချစ်နေလေအလကားပဲတခုခုကိုလုံးနေလေအလကားပဲအပိုပဲဆိုလို့ရှိရင် English လို့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်နေနေ share ဝင်လုပ်ပေးချင်ပါတယ်။ကဲဥပမာဝါကြလေးကြည့်ကြည့်အောင်။သူမကိုချစ်နေလေအလကားပဲဆိုလို့ရှိရင် There is no use loving her. There is no use loving her. သူမကိုချစ်နေလေအလကားပဲအပိုပဲဆိုပြီးအဓိပ္ပာယ်ရပါတယ်။ There is no use ဆိုပြီးအသုံးပြုရဖြစ်ပါတယ်။ကဲနောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်။သူမကိုစောင့်နေလေအလကားပဲဆိုလို့ရှိရင်There's no use waiting for her. There's no use waiting for her. သူမကိုစောင့်နေလေအလကားပဲအပိုပဲဆိုပြီးအဓိပ္ပာယ်ရဖြစ်ပါတယ်။နောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်။သူမကိုစကားပြောနေလေအလကားပဲဆိုလို့ရှိရင် There's no use talking to her. There's no use talking to her. သူမကိုစကားပြောနေလေအလကားပဲအပိုပဲဆိုပြီးအဓိပ္ပာယ်ရဖြစ်ပါတယ်။ There's no use ကိုသုံးပြီးတော့အလကားပဲဆိုပြီးကိုယ့်ဘောင်ကိုဝါကြလေးတိဆောက်လို့ရပါတယ်။ကဲကျွန်တော်ဒီနေ့ share လုပ်ပေးချင်တာဒီဟာလေးဖြစ်ပါတယ်။အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ဖို့ကျွန်တော်တောင်းဆိုပါတယ်။ Thanks for watching. See you in the next video.